သူတို့ရဲ့အဖွဲ့တွေကိုဝင်ဖို့ကလိုအပ်ချက်တွေကအများကြီးရှိပါတယ်ဒီမှာကြည့်ကျောင်းလာပြီးသူတို့ဘာလုပ်လဲအတင်းတုပ်တယ်ဖုန်းသုံးတယ်သူများရဲ့အတင်းပြင်းတွေလိုက်ဆက်စုတယ်ပြီးရင်အကျင့်မကောင်းဘောနော်လိုက်ဘူးလီတယ်ဘောနော်အခြားလူတွေတဲ့သူတို့ဖွဲ့တယ်ဝင်ပါတယ်ဖြစ်ပါတယ်သူတို့9ယောက်ဖွဲ့တယ်ဝင်ဖို့လမြောင်ကသူတို့လို personality ကိုမှရှိနေဖို့လဲလိုတယ်ဘောနော်အဲ့တော့ကသူတို့နဲ့တငယ်ချင်းဖြစ်ဖို့ကလည်းအရင်လိုအပ်ပါသေးတယ်သူတို့9ယောက်နဲ့တငယ်ချင်းဖြစ်အောင်အရင်လုပ်မယ်ပြီးရင်သူတို့နဲ့ပုံစံတူလေးလိုက်ဝက်မယ်စပင်တွေလည်းဖြောက်ပြောင်းမယ်နော်အဲ့လိုလုပ်ပြီးတော့သူတို့ဖွဲ့အကျင့်မကောင်းတဲ့ကောင်မများအဖွဲ့တွေဝင်ပြီးတော့အကျင့်မကောင်းတဲ့ကောင်မကြီးလှုပ်လိုက်ကြရအောင်ဒီနေ့တော့ Here I come. Oh, here I come. Oh. သူ့နာမည်ကမဆူမီတဲ့မဆူမီကတော့ပထမတစ်ယောက်ပေါ့နော်ခုန9ယောက်ထဲကတစ်ယောက်ပေါ့မဆူမီသူက club လည်းမရှိဘူးဖုန်းကိုပဲတစ်ချိန်လုံးသုံးနေတယ်သူများအကြောင်းတွေလိုက်ဆက်စုပေါ့နော်အလားအပလည်းသူကကြိုက်တယ်ပေါ့နော်အဲ့လိုပုံစံသူနဲ့စကားပြောကြည့်အောင်ဟေးတဲ့ငါဒီမှာတဲ့တခုပြောပြမယ်တဲ့ငါတို့ကတဲ့တငယ်ချင်းဖြစ်ဖို့တဲ့တရားပုံစံမတူကြဘူးလေတဲ့ငါတို့တဲ့တွဲဖြစ်မှာမဟုတ်ဘူးတဲ့ကောင်မလေးတဲ့နေရတဲ့ငါနဲ့ဒီကေကြီးကိုတငယ်ချင်းဖြစ်ချင်တာလားတဲ့နင်းနဲ့မာကာတန်စီဆိုတဲ့ကောင်မလေးတဲ့ art club ကကောင်မလေးကိုတိလာတဲ့တဲ့ तू ကတဲ့ငါ့ကိုတဲ့စိတ်တော်အောင်ဒီနောက်ပိုင်းတော်တော်လှုပ်တယ်တဲ့အာယုံနေနောက်နေတယ်တဲ့နေသူ့ရဲ့ reputation ကိုတဲ့ကြောက်အောင်နဲ့လှုပ်ပေးနိုင်မလားတဲ့သူ့ရဲ့အကြောင်းတွေကိုသူများအောင်လိုက်ပြောပြီးတော့တဲ့ sure I can do that alright ခုတော့တဲ့ငါ့ကိုတဲ့ space လေးနဲ့ပေးအောင်နဲ့ငါပြန်မနေလို့တဲ့အမေမတူသလိုမတန်သလိုပေါ့နော်အော်ဒီမှာပဲဟုတ်တော့ Okay ဒါသူပြောရတဲ့တရားပေါ့နော် Markatan side တဲ့ Markatan side ဆိုတာ social butterfly အရန်ကိုသူက social ကောင်းနေပေါ့နော် personality ကလည်းအကုန်လုံးနဲ့ကွာတဟဆာတာဖြစ်တယ်ဒီတရားကပေါ့နော်သူကအခြားသူတွေသူ့ဘာထဲလဲသူသိပြီးကြီးမဆိုင်ဘူးသူကဒီလိုသူ့ဘာသူပဲနေတယ်ဒီလားအဲ့လိုမျိုးပုံနေဆွဲတယ်ပေါ့နော်ဒါဒီကောင်မလေးရဲ့အတင်းတွေကိုလိုက်တော့ရမှာ Okay all right you posting all right how about I နေနဲ့တငယ်ချင်းဖြစ်နေတဲ့တရားကိုနေအတင်းတုံးလိုက်မယ်ကွာအခုနေရဲ့ reputation ကဘယ်လောက်လဲကြည့်ကြည့်အောင်သူရဲ့ reputation က -3 ပေါ့နော်တိတ်တော့ reputation မကောင်းပေါ့နော်-3ဆိုတော့ဒီဘားလေးဒီအောက်ရအောင်ချကြည့်လိုက်အောင်နေနှစ်ခုစကားပြောနေတဲ့ကောင်မလေးလေးနေတိတ်မပေါင်းနေတိလားသူကလေအဲ့လိုမျိုးလေအကြမ်းတမ်းမအကြီးတိလားအဲ့လိုမျိုး violence တီသူအရန်ကြိုက်တာအတင်းတုံးလိုက်တယ်အဲ့ဒုက္ခပဲငါအဲ့လိုလူတွေနဲ့တိတ်မပေါင်းတတ်ဘူးလေအေးမပေါင်းနဲ့တော့နေတိလားအဲ့ဒီပကြီးတင်တာလေခုဟိုကမှရက်နေတဲ့ကောင်မလေးလေသူကအချမ်းပန်းနေတအားကိုကြိုက်တာဒုက္ခပဲငါပေါင်းလို့မရဘူးလေဒါပဲအတင်းတုံးတာ-6ဖြစ်သွားပြီ-3ကနေ3 point ရော့လိုက်ပေါ့နော်ဒီကြောင်နေအတင်းတော့ music ကပ်ဘူး music ကပ်တယ်လည်း social slow ပါရအတင်းလိုက်တော့နေဒီကတင်းလိုက်တော့မယ်music ကပ်တော့ နောက်ထပ် bullies ကောင်မလေးအော်ရဒီမှာနောက်ထပ် bullies